information တွေကအများများတယ်သိစရာသတင်းချက်လက်တွေကလည်းတနေ့တနေ့ပြောင်းလဲပြီးတော့ရန်ကုန်မြန်နေတယ်အချိန်ကလည်းရန်ကိုရှားပါနေတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်အရင်ခေတ်တုန်းကလိုမျိုး Google မှာ search လုပ်ပြီးတော့ website တွေတစ်ခုပြီးတစ်ခုဝင်ထွက်ပြီးတော့လေ့လာနေမယ်ဆိုလို့ရှိရင်တော့ဘယ်လိုနည်းနဲ့မှအဆင်မပြေနိုင်ပါဘူးအဲ့တော့သိစရာတွေအများများပြီးတော့အချိန်တွေအရန်ရှားပါနေတဲ့ professional တွေအတွက်ချိန်တိုအတွင်းမှာသူများတက်ပို့ပြီးတော့ရှေ့ရောက်အောင်လို့သတင်းချက်လက်တွေနဲ့ကိုနဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုသိချင်တဲ့အကြောင်းအရာအသစ်တွေကိုအများဆုံးလေ့လာခြင်းနေဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိအောင်ကြည့်ဖို့လို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်အားလုံးပဲမင်္ဂလာပါ Daily AI Learning Channel မှာကြိုဆိုလိုက်ပါဒီနေ့ဗီဒီယိုမှာတော့ချိန်တိုအတွင်းမှာ professional တည်တည်အတွက်အကြောင်းအရာတွေကို pro ကြကြလေ့လာလို့ရတဲ့နည်းလမ်းလေးတစ်ခုကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့အရင်တော့ကျွန်တော်တို့အကြောင်းအရာတွေကိုသိချင်တဲ့အခါမှာ Google link လုပ်ပြီးတော့ Google မှာ search လုပ်ပြီးတော့ website တွေတစ်ခုဝင်ထွက်ပြီးရှာတယ် YouTube တွေတစ်ခုကြည့်ပြီးတော့လေ့လာတယ်အဲ့လိုလေ့လာရင်အချိန်တွေရန်ကိုကုန်ပါတယ်အခုချိန်တိုအတွင်းမှာလေ့လာလို့ရတဲ့နည်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့အချိန်တိုအတွင်းမှာလေ့လာလို့ရတယ်ဆိုတော့ကြတော့အခုလူများသိနေကြတဲ့ပုံမှန် ChatGPT တို့ Gemini တို့ Perplexity တို့မှာတမယိုးကြရိုက်ရှာတဲ့နည်းလိုမျိုးလည်းမဟုတ်ပါဘူးဒီ ChatGPT တို့ Gemini တို့ AI တွေကိုတမယိုးကြရိုက်ရှာတဲ့နည်းကတော့တော်တော်များများသိပြီးကြရင်ဖြစ်လောက်ပါတယ်။ AI ကိုမေးလိုက်မယ် AI ကိုမေးလိုက်မယ်ဆိုပြီးတော့အခုခေတ်မှာတော်တော်များများပြောလာနေကြပါတယ်။အဲ့တော့ AI ကိုမေးလိုက်တိုင်းလည်းအဖြေကမမှန်ပါဘူး။အဲ့တော့ AI ကိုအဖြေမှန်နဲ့ရနိုင်တဲ့နည်းလေးကိုကျွန်တော်ကမျှဝေပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒါပါလဲဆိုလို့ရှိရင်ကျွန်တော်က Google ရဲ့ AI tools တစ်ခုဖြစ်တဲ့ Notebook LM ကိုသုံးပြီးတော့အကြောင်းအရာတစ်ခုကို professional ကြအမြန်ဆုံးလေ့လာလို့ရတဲ့နည်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ Notebook LM ဆိုတာကတော့ grounded AI လို့ခေါ်ပါတယ်။ grounded AI ဆိုတာကဒီ ChatGPT တို့ Gemini တို့လိုမျိုးကိုမေးတာကိုဖြေကိုမေးလိုက်တဲ့အချိန်မှာ internet တစ်ခုလုံးမှာရှိတဲ့အကြောင်းအရာတွေကိုသူသိတာတွေကိုဆွဲထုတ်ပြီးတော့ဖြေတဲ့ AI မျိုးမဟုတ်ပါဘူး။အဲ့လိုမျိုးဖြေလို့ရှိရင် AI တွေကသိတယ်လို့နဲ့ရမ်းပြီးတော့တုတ်တဲ့ AI hallucination ဆိုခေါ်တဲ့ problem ရှိပါတယ်။ AI hallucination ကထွက်လာတဲ့အဖြေတွေကို professional တယောက်အနေနဲ့ဒါမှမဟုတ်လည်းအကြောင်းသားတယောက်အနေနဲ့သုံးမယ်ဆိုလို့ရှိရင်ဘယ်လိုမှအဆင်မပြေပါဘူး။အဲ့တော့ AI hallucination ကိုရှောင်ရှားနိုင်ပြီးတော့အချိန်တိုအတွင်းမှာအများဆုံးကိုလေ့လာခြင်းနဲ့အကြောင်းအရာအသစ်တွေကိုယ့်ရဲ့ subject တွေကိုလေ့လာလို့ရတဲ့နည်းလေးကတော့အဖြေကတော့ဒီ Google Notebook LM ပဲဖြစ်ပါတယ်။ Notebook LM ကိုသုံးမယ်ဆိုလို့ရှိရင်ဘယ်လိုသုံးရမလဲဆိုတာကိုပါတခါလဲဒီဗီဒီယိုတစ်ခုထဲမှာအကုန်လုံးအကြမ်းမြင်သိသွားအောင်လို့ပြပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့အရင်ဆုံး internet ကိုဖွင့်လိုက်ပြီးတော့ Google Notebook LM ဆိုပြီးတော့ရိုက်ပြီးရှာလိုက်ပါ။အဲ့တော့ကျွန်တော်ဒါကွန်ပျူတာနဲ့လုပ်ပြမှာဖြစ်ပါတယ်။ဖုန်းနဲ့လည်းလုပ်လို့ရပါတယ်။ဖုန်းနဲ့လုပ်မယ်ဆိုလို့ရှိရင်တော့ဖုန်းမှာapplication လည်းရှိပါတယ်ဖုန်းရဲ့ Chrome browser နဲ့ဝင်ပြီးလုပ်လို့လည်းရပါတယ်ဖုန်းနဲ့လုပ်တဲ့နည်းကိုလည်းနောက်ထပ်ဗီဒီယိုတွေမှာရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဘယ်မှာပဲလုပ်နံပါတ်1လို့တာတော့ VPN ခံမှုလိုပါတယ်မြန်မာကအဲဒီ Notebook LM ကို Google ကနေပြီးပေးသုံးထားတဲ့ eligible ဖြစ်တဲ့ countries တွေမှာမပါပါဘူးအဲ့အတွက်ကြောင့်မလို့ Notebook LM သုံးမယ်ဆိုရင်တော့ဖုန်းဖြစ်ဖြစ်ကွန်ပျူတာဖြစ်ဖြစ် VPN ခံရပါမယ်အဲ့တော့ VPN ခံမယ် VPN ခံပြီးရင် Google Chrome เนาะဒီ search engine ကနေပြီးတော့မှ Notebook LM ဆိုပြီးတော့ရိုက်ပြီးတော့ရှာလိုက်မယ်ပေါ့နော် Notebook LM ဆိုရိုက်ရှာလိုက်ပြီးပထမဆုံးတွေ့ရတဲ့ဒီ Google Notebook LM AI Research to Thinking Partner ဆိုတဲ့ထဲကိုဝင်လိုက်ပါဒါဆိုရင်သူ့ရဲ့ website တွေကိုရောက်တော့ပါပြီဒီမှာဆိုရင် understand anything เนาะ AI Power Research Partner အဲ့တော့ Notebook LM အကြောင်းဝင်ပြီးတော့နေမှာမသိသေးရင်ဝင်ပြီးတော့လေ့လာကြည့်လို့ရပါတယ်အဲ့တော့ဒီမှာတော့အချိန်ကုန်သွားမှာဆိုလို့ try Notebook LM ဆိုတာကိုဒုတိယအဆင့်အနေနဲ့နှိပ်လိုက်ပါဒါဆိုရင်တော့ Notebook LM မျက်နှာပြင်တွေကိုရောက်တော့ပါပြီဒီမှာဆိုလို့ရှိရင်တော့Notebook LM ကိုစပြီးတော့ခုမှစသုံးမဲ့လူတွေဆိုရင်တော့ဒီလိုပုံစံမျိုးမဟုတ်ဘူးဒါကတော့ကျွန်တော်သုံးထားပြီးသားမို့လို့သုံးလက်စာ notebook လေးတွေပေါ်နေတာပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပထမဆုံးစပြီးလုပ်ချင်တဲ့လူတွေအတွက် create new ဆိုတာကိုနှိပ်ရပါမယ်ဒီအပေါ်က create new ကိုနှိပ်နေဒီဘက်ဘေးက create new ကိုနှိပ်နေ create new ဆိုတာကိုနှိပ်လိုက်လို့ရှိရင် notebook အသစ်လေးတစ်ခုကိုယ့်အတွက်စပြီးတော့ဖန်တီးနိုင်မှာဖြစ်ပါတယ်အဲ့ဒီလိုအနေထားလေးတွေ့ရပါမယ်ဒီလိုအနေထားလေးတွေ့ရရင်ဒါလေးကိုပိတ်လိုက်လဲရတယ်အဲ့တော့ notebook LM မှာသိရမှာကအစိပ်ပိုင်း3ခုပါပါတယ် source ရယ် chat ရယ် studio ရယ်ဆိုပြီး3ခုပါပါတယ် source ဆိုတာတော့ကျွန်တော်တို့ကိုသိချင်တဲ့အကြောင်းအရာတွေကိုထည့်ရမယ်အရင်းမြစ်တွေကိုထည့်ရမယ် source နေရာဖြစ်ပါတယ် chat ဆိုတာတော့ထည့်ပြီးသွားရင်ဒီ source ကိုမှွေနောက်ပြီးတော့နော်အမြန်ဆုံးရှာဖွေလေ့လာမေးမြန်းလို့ရတဲ့ chat လုပ်လို့ရတဲ့နေရာပဲဖြစ်ပါတယ်ကျွန်တော်တို့ ChatGPT တို့ဘာလို့မှမေးသလိုပါပဲဒါပေမဲ့ ChatGPT တို့ထဲအများကြီးတာတာတော့ဒီဘက်ကပေးထားတဲ့ source တွေကိုပဲဖြည့်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့တော်တော်ကြီးကိုအချိန်ကုန်သက်သာပြီးတော့ခိုင်မာတဲ့ဖြည့်တွေကိုရမှာဖြစ်ပါတယ်နောက် studio ထဲမှာဆိုရင်လည်း feature တွေအများကြီးပါပါတယ်အဲ့တော့တကယ်ကိုကောင်းတဲ့ feature တွေကတော့အချိန်တိုအတွင်းမှာကိုသိချင်တဲ့အကြောင်းအရာ audio overview ဆိုပြီးတော့အသံဖိုင်လေးနဲ့ထုတ်ပြီးတော့10မိနစ်စာ15မိနစ်စာအသံဖိုင်လေးနဲ့တွားရင်းလာရင်နော်ဖုန်းလေးနဲ့ပဲဖြစ်ဖြစ်နော် earphone လေးနဲ့နားထောင်ပြီးတော့လေ့လာလိုက်မယ်ဆိုရင်အချိန်တိုအတွင်းမှာအများဆုံးကိုသိချင်တဲ့အကြောင်းအရာတွေကိုသိသွားမယ်စာမွေးအတွက်ပြင်ဆင်နေတဲ့အကြောင်းသားတွေဆိုရင်လည်းကိုသိချင်တဲ့အကြောင်းအရာတွေကိုအချိန်တိုအတွင်းမှာ
လမ်းလောက်ရတာပိုလွယ်သွားမယ်ပေါ့နော်နောက် professional တီးတီးကိုလုပ်ငန်းနဲ့ပတ်သက်တာတွေကိုခြေကရှားပါနေတဲ့ခါမှာတွားရင်လာရင်ဒါလေးကို audio overview လုပ်သွားပြီးလေ့လာရင်အရင်ကိုကောင်းပါတယ်PowerPoint လုံးလေးရှိတယ် video overview ဆိုတာလည်းအဲ့လိုပါပဲအချိန်တိုတင်းမှာ video နဲ့ရှင်းပြပါတယ်ဒါတွေကအင်္ဂလိပ်လိုအပြင်မြန်မာလိုလည်းရပါတယ်တော်တော်ကြီးကိုကောင်းနေပါပြီတော်တော်များများလည်းတည်ပြီးတဲ့လူလည်းရှိမှာပါတည်ပြီးတဲ့လူတွေလည်းကျွန်တော်ဒီမှာဆိုရင် notebook airline ကိုတေချာကို expert ကြသုံးလို့ရတဲ့နည်းလမ်းတွေအများကြီးဒီ channel မှာဆက်ပြီးတော့မျှဝေပေးသွားမှာမို့လို့ channel လေးကို subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးကြဖို့လို့အတွက်လည်းဖိတ်ခေါ်ပါတယ်နောက် mind map ရှိတယ် report ရှိတယ် flash card တွေနဲ့လည်းစာရေးလေ့လာလို့ရတယ် quiz တွေလုပ်လို့ရတယ် infographic နဲ့လေ့လာလို့ရတယ် data table တွေလုပ်လို့ရတယ်အဲဆိုရင်research တွေလုပ်တဲ့လူတွေအတွက်ဆိုရင်လည်းအများကြီးအရင်ကိုအသုံးတည့်ပါတယ်အဲ့တော့ဒါအချမ်းမြင်စိတ်ပိုင်း၃ပိုင်းပါပါတယ်အဲ့စိတ်ပိုင်း၃ပိုင်းပါပြီးတော့လို့ရှိရင်ကျွန်တော်ဒီမှာနမူနာအကြောင်းအရာတစ်ခုကို notebook လေးစပြီးတော့ create လုပ်ပြီးတော့ပြပါမယ်မပြခင်အရင်ဆုံးဒီမှာ setting ဆိုတာရှိပါတယ်ဒီ setting မှာ output language ဆိုတာရှိပါတယ်ဒီ output language မှာ English ရှိပါတယ်ဒီမှာထောက်လိုက်ရင်နော် available language တွေအများကြီးရှိပါတယ်အဲ့ထဲမှာမြန်မာကိုရွေးလဲရပါတယ်ဗောနော်ဒီမှာတော့ကျွန်တော်အကြောင်းအရာအသစ်တစ်ခုကိုလေ့လာမယ်တခါလေကြာရင်အချိန်နဲ့ကိုမခံချင်ဘူးဆိုရင်တော့ကိုယ့်ရဲ့ mother language နဲ့လေ့လာခြင်းနဲ့ဆိုရင်တော့မြန်မာကိုသုံးပြီးတော့လေ့လာပါတယ်အဲ့တော့ဒီမှာမြန်မာဆိုပြီးတော့အခုပြောင်းပြီးတော့အကုန်လုံးလည်းအမြန်ဆုံးလေ့လာလို့ရအောင်မြန်မာနဲ့ကျွန်တော်ပြောင်းပြီးပေးလိုက်ပါမယ်ပြီးရင် save လုပ်လိုက်ပါမယ်ပြီးရင် source တွေထည့်မယ် source တွေထည့်ပုံထည့်နည်းကိုကျွန်တော်တခါလေးပြောသွားပါမယ်အဲ့တော့ဒီမှာ add source ဆိုတာလေးကိုနှိပ်လိုက်ပါ add source ဆိုတာလေးကိုနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာဆိုရင်နော် upload file ရှိတယ် website ရှိတယ် drive ရှိတယ် copy test ရှိတယ်အဲ့တော့ upload file ဆိုတာလေးကိုအရင်ဆုံးစပြီးတော့ပြောပြသွားပါမယ် upload file ဆိုတာလေးနဲ့ကျွန်တော်စပြီးတော့ပြပါမယ် upload file ဆိုတာတော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ကွန်ပျူတာထဲမှာရှိတဲ့ file တွေကို download လုပ်ပြီးသား file တွေကျွန်တော် PDF file တွေ word file တွေအသံ file တွေ video file တွေကို upload လုပ်ပြီးတော့တင်လို့ရပါတယ်upload လုပ်ပြီးတင်တဲ့နေရာမှာဆိုရင်လည်းအခုကျွန်တော်ဂျာထဲမှာဖြတ်ပြီးပြောချင်တာကဒီ Google Notebook Airline သုံးမယ်ဆိုလို့ရှိရင်တာမန် Gmail account တစ်ခုရှိတဲ့သူတိုင်း free အနေနဲ့သုံးလို့ရပါတယ်free သုံးတယ်ဆိုရင်ဒီနေ့ကို notebook အသစ်3ခု create လုပ်လို့ရပါတယ်နောက်တစ်ခါ upload လုပ်မယ်ဆိုရင်အခု90ဒီ source ပေါင်းအခု90ဒီ source တွေကိုထည့်လို့ရပါတယ်အဲ့တော့ pro user တွေအတွက်ဆိုလို့ရှိရင်တော့ upload လုပ်မယ်ဆိုရင် source ပေါင်းအခု300ထိအောင် upload လုပ်လို့ရပါတယ်နောက်ထပ် upload လုပ်တဲ့ file size ကတော့ဘယ်လောက်ကွာသွားလဲဆိုလို့ရှိရင် upload လုပ်တဲ့ file size ကကြတော့ pro ပဲဖြစ်ဖြစ် free ပဲဖြစ်ဖြစ်တစ်ခါ upload လုပ်ရင် file ကစလုံးကြီး9သိန်းနဲ့200 MB ထိပဲရပါတယ်အဲ့ဒါကြီးတဲ့ဟာတွေဆိုလို့ရှိရင်တော့တင်လို့မရဘူးလားဆိုတော့မဟုတ်ပါဘူးတင်လို့ရပါတယ်အဲ့လိုတင်လို့ရတဲ့နည်းလေးတွေတော့ရှိပါတယ်အဲ့ဒီနည်းလေးတွေလည်းကျွန်တော်နောက်ပိုင်းကျရင်ပြောပြပေးသွားမှာဖြစ်ပါတယ်တချို့ကျွန်တော်လုံးပုံလုံးနည်းပြောထားတဲ့အသည့်တွေဆိုရင်တင်လို့မရဘူးဒီ file တွေကဘယ်လိုမှတင်လို့မရဘူးဖြစ်နေတယ်ဆိုပြီးတော့ကျွန်တော်လုံးပုံလုံးနည်းပြန်ပြောရပါတယ်အခုအားလုံးသိအောင်လို့ကျွန်တော်ဒီလုံးပုံလုံးနည်းလေးကိုလည်းနောက်ပိုင်းကျရင် notebook airline နဲ့ပတ်သက်တာတွေကိုလည်းပုံမှန်ဗီဒီယိုတွေမှာတင်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီလိုလေးပေါ်လာရင် upload file ဆိုတော့နှိပ်လိုက်ပါအခုကျွန်တော်ဘာကိုလေ့လာသွားမလဲဆိုလို့ရှိရင်အခုအရင်ကခေတ်စားနေတဲ့ AI agent ပေါ့နော် agentic AI ပေါ့နော် AI ကကျွန်တော်တို့တာမန် chatbot အဆင့်ကနေပြီးတော့ဟိုက agent အဆင့်ကိုရောက်နေပါပြီအဲ AI agent ဆိုတာဘာလဲဆိုတော့ကျွန်တော် notebook လေးနဲ့အမြန်ဆုံးဘယ်လိုလေ့လာသွားမလဲဆိုတာကိုလုပ်ပြပါမယ်အဲ့တော့ upload file ဆိုတာလေးကိုနှိပ်လိုက်မယ်ကိုယ့်ရဲ့ဖုန်းထဲမှာဒီမှာ AI agent handbook ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်ပြီးတော့upload လုပ်လိုက်မယ်ပေါ့နော်ဒါ AI agent handbook နော်ဒီ AI agent handbook လာတာ Google ကနေပြီးတော့ကျွန်တော် download လုပ်ထားတာဒီ AI agent handbook လေးကိုလည်းdownload လုပ်ထားတဲ့ဟာလေးကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ description မှာ Telegram channel link လေးထည့်ပေးထားပါမယ် Telegram ကို join လိုက်ပါ Telegram မှာကျွန်တော်ဒီဟာလေးကို download လုပ်ဖို့လို့လုပ်ပေးထားပါမယ်အဲ့တော့ဒီမှာဆိုရင် AI agent handbook ဆိုတာလေးထည့်နေပြီအချိန်လေးတော့နည်းနည်းစောင့်ရတယ်ပေါ့နော်ဒါတော့စာမျက်နှာတိတ်မများဘူးဒီ AI agent handbook ဆိုလို့ရှိရင်နော်ရသွားပြီပေါ့ဒီအမှန်ကြီးလေးပေါ်လာရင်ရသွားပြီဒီမှာဆိုရင်မြန်မာလို note တွေကို source တွေကိုထည့်လိုက်ပြီဆိုတာနဲ့ဒီဘက်မှာဒီလိုစာပိုက်အတူလေးတစ်ခုပေါ်လာပါတယ်ဒီစာပိုက်အတူလေးကဖတ်လိုက်လို့ရှိရင်ဘာလဲဆိုတာကိုအချင်းအမြင်သိရမှာပါဒါမြန်မာ language ပေးထားတဲ့မြန်မာလိုပေါ်ပြထားတာပဲဖြစ်ပါတယ်ဒီမှာဆိုရင် AI agent တွေကိုစီးပွားရေးလုပ်ငန်းတွေမှာဘယ်လိုသုံးမလဲဆိုတဲ့ Google Cloud ရဲ့လက်ဆွဲစာအုပ်ဖြစ်ပါတယ်ဆိုပြီးတော့ပြောထားပါတယ်notebook လေးကိုနာမည်လေးပေးထားလိုက်ပါမယ်ဒီမှာ untitled notebook ဆိုတာလေးကိုနောက်ပြန်ကြည့်ရင် notebook တွေအများကြီးဖြစ်နေမှာဆိုတဲ့အတွက်ကြောင့်မို့လို့နာမည်လေးပေးထားလိုက်ပါ AI agent explain ပေါ့နော်AI agent အကြောင်းရှင်းပြတဲ့ notebook လေးပေါ့နော်ပြီးတော့ရင်ဒါခုဖုန်းထဲမှာကွန်ပျူတာထဲမှာရှိတာကို upload လုပ်တဲ့နည်းပါနောက်တစ်နည်းဆက်သွားပါမယ်နောက်တစ်နည်းကတော့ SO ဆိုတော့ထပ်နေပါထပ်နေပြီးတော့ဒီမှာ website နဲ့ YouTube ပေါ့နော်ဒါလေးကိုနှိပ်လိုက်ပါဒါကဘာထည့်ရလဲဆိုကျွန်တော်တို့ website link တွေကိုထည့်တဲ့နည်းလေးပါwebsite link တွေကိုထည့်မယ်ဆိုကျွန်တော် website မှာဒီမှာ Google Chrome မှာနောက် tab တစ်ခုဖွင့်ပြီးတော့ AI agent ဆိုပြီးရိုက်ရှာထားလိုက်ပါတယ်ဒီ AI agent ဆိုတဲ့ထဲမှာ AI agent အကြောင်းလေးကကိုကြည့်ချင်တဲ့ website လေးကိုကျွန်တော်ထည့်ပါမယ်အဲ့တော့ဒီမှာIBM ပေါ့နော်ဒါနာမည်ကြီးဒီ IBM နေပြီးတော့မှAI system တွေလုပ်တဲ့နည်းတွေပါတယ်ဒီမှာဆက်သွားတယ်မှာ Google Cloud
what are AI agent definition example and types ဒီကောင်လေးကောင်းတယ်အဲ့ဒါလေးကို star 30ကိုထောက် website ထဲဝင်ကြည့်ပြီးမှသွားလို့လည်းရတယ်ဒီမှာလည်းကြည့်ပြီးအချိန်မကုန်ရင်ဒီ website ကကောင်းတယ်ကိုသိချင်တာသိကြဆိုရင်လည်းဒီလို30ကိုထောက်ပြီးရင် share ဆိုတာနှိပ်လိုက်နှိပ်ပြီးရင် copy link address ဆိုတာလေးကိုနှိပ်လိုက်နှိပ်ပြီးသွားရင် logo element ကိုပြန်သွားပြီးဒီမှာနော် right click ထောက်ပြီးဖြစ်ဖြစ် control V နဲ့ဖြစ်ဖြစ် paste နှိပ်လိုက်ပေါ့နော်ပြီးသွားရင်နောက်ထပ်တစ်ခုဆက်ပြီးတော့ကိုကဒီ website တစ်ခုလည်းပဲထည့်တင်တာသိကြတယ်လေ့လာမှာဆိုရင် insert ကိုနှိပ်လိုက်ပေါ့နော်အဲ့လိုမဟုတ်ဘူး website တွေအများကြီးထည့်ပြီးလေ့လာအောင်ပါဆိုရင်တော့ enter ခေါက်လိုက်နောက်တစ်ကြောင်းမှာနောက်ထပ် website တွေထည့်ပြီးတော့ထည့်သွားလို့ရပါတယ်အဲ့တော့နောက်ထပ် AI agent website တစ်ခုလောက်ထပ်ပြီးတော့ကြည့်လိုက်အောင်မယ်ဒီမှာ IBM what are AI agent ဆိုတာလေးကောင်းတယ်ကျွန်တော်ဖတ်ထားဦးတယ်အဲ့တော့ဒီမှာ share ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီး copy link ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးရင် logo element ကိုပြန်သွားလိုက်ပါပြန်သွားပြီးရင်ဒီမှာ right click ထောက်ပြီးတော့ paste ဆိုတာလေးကိုနှိပ်လိုက်ပါနော်ဒီမှာ insert မထည့်သေးဘူးနောက်ထပ်ကျွန်တော်ထပ်ပြီးတော့ထည့်ဦးမယ်အဲ့တော့ဒီမှာနောက် website တစ်ခုလောက်ကျွန်တော်ထပ်ထည့်ပြမယ်ဟုတ်ကဲ့ဒီမှာ MID ဆိုတာလည်းတကယ်ကိုနည်းပညာနဲ့ပတ်သက်တဲ့နာမည်ကြီးနော် MID ပေါ့နော် website တစ်ခုဖြစ်တယ်အဲ့မှာဒီက agentic AI explain ဆိုတာလေးကိုထောက်ပြီးတော့ထောက်လိုက်တော့ဒီမှာ share ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးရင် link to copy လုပ်လိုက်မယ်ပြီးရင်ဒီမှာ right click ထောက်လိုက်မယ် enter ကောက်ပြီးတော့နောက်ထပ်ခုနက copy ယူလာတဲ့ MID ရဲ့ agentic AI explain ဆိုတာလေးကိုလုပ်လိုက်မယ်။ Okay ဒီမှာနမူနာလုပ်ပြတာဖြစ်တော့ကျွန်တော်ဒီ website 3ခုကိုပဲထည့်ပြလိုက်ပြီးရင်နောက်ထပ် YouTube channel ကိုထည့်ပြမယ်ပေါ့နော်အဲ့တော့ YouTube ကိုကျွန်တော်ဖွင့်ထားတယ်ဖွင့်ထားပြီးတော့ YouTube channel ထဲမှာ AI agent explain ဆိုရေးချလိုက်တယ်အဲ့ထဲမှာ AI agent နဲ့ပတ်သက်ပြီးတော့တခြားရှင်းပြထားတဲ့ဟာပေါ့နော်ဒါဆိုရင် Jepsu ဆိုတာဒါနည်းပညာ channel တစ်ခု channel တော်တော်ကောင်းတယ်သူကရှင်းပြထားတာကြာပြီလုံးနဲ့17လလောက်ကြတယ်ကျွန်တော်လည်းနားထောင်မှုတယ်ဒါပေမဲ့ခုမှကျွန်တော်ဒီဗီဒီယိုလုပ်ပြပြတာဖြစ်တဲ့ကြောင့်မို့လို့ဒီ AI agent တိတ်အောက်သွားပြီမဲ့17လဆိုတိတ်အောက်သွားပြီမဲ့ basic ရှင်းပြကြအောင်နားထောင်နေတယ်ဆိုရင်တော့ဒါလေးကိုထောက်လိုက်ထောက်ပြီးရင်နော် share ဆိုတာကိုနှိပ်ပေါ့နော် YouTube ဗီဒီယို share နေရတော့ Premiere TV တာဖြစ်မှာပါ share ပုံလေးကိုနှိပ်ပြီးရင်ပေါ်လာတဲ့ link တွေကို copy လုပ်လိုက်ပေါ့နော် copy လုပ်ပြီးတော့ခုန notebook တွေကိုပြန်သွားပြီးခုနလိုပဲ paste လုပ်လိုက်ပေါ့နော် sorry paste လုပ်လိုက်ပြီးရင်နောက်ထပ်ဗီဒီယိုတစ်ခုလောက်ထပ်ထည့်မှာဆိုရင် enter ခေါက်လိုက်နောက်ထပ်ထပ်သွားလိုက် YouTube လေးကိုနော်ဒါလေးကိုပြန်ပိတ်လိုက်ပြီးရင်ဒီမှာ AI agent explain to beginner တဲ့နော်နောက်တစ်ခါဒီကောင်ကောင်းတယ်နော် AI agent explain comprehensive guide for beginner ဆိုတာလေးကိုထည့်လိုက်မယ်နော်ဒီမှာ view ကလည်း500နော်900ကျော်900k view ရှိနော်900k ကျော် view ရှိတယ် share နှိပ်လိုက်မယ် copy ဆိုတာယူလိုက်မယ်ယူပြီးရင်ဒါလေးကိုပြန်ပိတ်ထားခဲ့လိုက်လည်းရတယ်ပြီးရင်ဒီထဲကိုတော့ထည့်မယ် right click ထောက်လိုက်မယ် paste လုပ်လိုက်မယ် insert ထည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာ source လုပ်ပြီးနှစ်ခုပြီးသွားပြီပေါ့နော်နောက်ထပ်ကျွန်တော်ဆက်ပြီးသွားမယ်ဆက်ပြီးသွားမယ်ဆိုတော့ဆက်မသွားခင်မှာဒီမှာကြည့်လိုက်ပေါ့နော်ကြည့်လိုက်တော့ဒီမှာဒါမျိုးလေးတွေနော် exclamation mark လေးပေါ်နေပြီဆိုရင်ဒါ enable to import this web page to domain restriction တချို့ web page တွေက automatic AI နဲ့ browser လေးကိုဝင်ပြီးတော့ကြည့်ပြီးတော့ထည့်သွားတာမျိုးလက်မခံဘူးအဲ့လိုလက်မခံတဲ့ open source ပေးမထားဘူးဆိုလို့ရှိရင်တော့ဒါထည့်လို့မရဘူးထည့်လို့မရဘူးဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲပေါ့နော်ထည့်လို့မရဘူးဆိုရင်တော့အရင်ဆုံးမရတဲ့ခါလေးဒီထဲမှာရှုပ်နေမယ်စားဖြတ်လိုက်မယ်ဒီ30ကိုနှိပ် remove all face source ဆိုပြီးနှိပ်လိုက်ရင်ရှိသမျှမရသေးတဲ့နော်မအောင်မြင်တဲ့ source တွေအကုန်လုံးဖယ်ပြီးသားဖြစ်သွားပါမယ် remove all face source ကိုနှိပ်လိုက်ပါမယ်ပြီးသွားရင်ဒီမှာ website ကိုသွားမယ်နော် website ကိုသွားပြီးတော့ခုန website တွေကိုကျွန်တော်တို့မဖြစ်မဲ့ကြည့်နေတယ်ဒါပေမဲ့သူကလည်းထည့်တာလည်းလက်မခံဘူးဆိုရင်ဘယ်လိုလုပ်ရမလဲဆိုရင်လုပ်လို့ရတဲ့နည်းရှိပါတယ်အဲ့ဒီနည်းကိုကျွန်တော်တစ်ခါတည်းဒီဗီဒီယိုမှာတစ်ခါလုပ်ပြတော့ပါမယ်အဲ့တော့ဒီမှာ new tab မှာနှိပ်လိုက် Chrome Web Store ဆိုတာရှိပါတယ်ကျွန်တော်တို့ Google Chrome မှာဆိုလို့ရှိရင်ကျွန်တော် extension တွေချိန်လို့ရတဲ့ဟာပေါ့နော်မသိသေးတဲ့လူတွေကတော့တေချာလေးနားထောင်ပေါ့နော်ဒါသိပြီးသားလူတွေကတော့ဒီနေရာလေးတွေကြော်သွားလို့ရတယ် Chrome Web Store မှာနှိပ်လိုက်မယ် Chrome Web Store နှိပ်ပြီးသွားရင်သူ့ရဲ့ search bar ထဲမှာဘာကိုရှာမလဲဆိုလို့ရှိရင် Notebook Airline Web Sync ဆိုတာလေးကိုရှာလိုက်ပေါ့နော်ရှာလိုက်ရင်ဒီမှာ Notebook Airline နဲ့ပတ်သက်တဲ့ extension တွေအများကြီးထွက်လာပြီပေါ့နော်တချို့ extension တွေနဲ့ခုမှစပြီးတော့လုပ်နေတာပေါ့နော်အဲ့တော့ဒီထဲမှာကောင်းတဲ့ extension တွေကျွန်တော်တုံးကြည့်ထားတာကောင်းတဲ့ extension တွေကိုညွှန်ပေးပါမယ်ဒီမှာ Notebook Airline Web Importer ဆိုတာလေးကိုနှိပ်လိုက်ပါနော် Notebook Airline Web Importer ရှိတယ်နောက်တစ်ခါ Notebook Airline Web Sync full site importer sorry ဒီကောင်လေးကျွန်တော်သုံးမှုတယ်ဒီကောင်လေးကောင်းတယ်Notebook Airline Web Sync full site importer ဆိုတာလေးကိုနှိပ်လိုက်ပြီးရင်ဒီလိုလေးတွေ့ရလိမ့်မယ်ပြီးရင်ဒီအကြောင်းလေးလေ့လာခြင်းနဲ့လေ့လာလို့ရတယ်ဒီလိုပေါ်လာရင် add to Chrome ဆိုတာလေးနှိပ်လိုက်ပေါ့နော် add to Chrome ဆိုတာလေးကိုနှိပ်လိုက်ပြီးရင် add extension ဆိုတာလေးထပ်ပြီးနှိပ်လိုက်ဒါဆိုရင်ကိုယ့်ရဲ့ Chrome မှာ Notebook Airline နဲ့ website ကိုကြည့်မရတဲ့ website တွေကို Notebook Airline ဆိုစဲကိုထည့်လို့ရတဲ့ extension လေးတစ်ခု
ရသွားပြီပေါ့နော်ဒီမှာ Novo Elan ကျွန်တော်သုံးနေတဲ့ထဲမှာဒီမှာ Novo Elan web sim ဆိုတာလေးဒါလေးကိုပင်းထောက်ထားလိုက်လို့ရှိရင်ဒီဘာမှာဒီလိုလေးပေါ်သွားပြီပေါ့ဒီမှာ Novo Elan web sim full site importer website ကြီးတစ်ခုလုံးကိုလည်း import လုပ်လို့ရတယ် web page တစ်ခုလေးကိုပဲ import လုပ်လို့လည်းရတယ်အဲ့တော့ကျွန်တော်ဒီမှာပြန်သွားမယ်ခုနကထည့်မရခဲ့တဲ့ကောင်လေး what are AI agent definition ဒါတော့ဝင်ကြည့်ရမယ်ထောက်လိုက်မယ်ထောက်လိုက်ပြီးရင် what are AI agent နော် key feature AI agent နော်ဒီမှာအကုန်ပါတယ်နော်ဒီ web page မှာဆိုရင်ဘာတွေပါလဲဆိုရင် deploy AI agent use case ပေါ့ AI agent နော် AI agent အကြောင်းတွေကိုအကုန်ပြောထားတာရှိတယ်နော်အဲ့တော့ဒီစာမျက်နှာတစ်ခုထဲမှာအကုန်လုံးပါတယ်နော်ဒီစာမျက်နှာတစ်ခုထဲမှာအကုန်လုံးပါတယ်ဆိုကျွန်တော် website ကြီးတစ်ခုလုံးမထည့်တော့ဘူးဒီစာမျက်နှာတစ်ခုထဲကိုထည့်မှာပေါ့နော်အဲ့လိုဖတ်ပြီးသွားရင်ခုနကပြောတဲ့ Novo Elan web sim importer ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားရင်ဒီမှာခဏလေးစောင့်လိုက်မယ်ဒီမှာ select your notebook ဆိုတာပါတယ်အဲ့တော့ကိုယ်မှာ notebook တွေအများကြီး create လုပ်ထားတာရှိတယ်ဆိုရင်ဘယ် notebook တွေကိုထည့်မှာလဲဆိုတော့ရွေးခိုင်းတယ်အဲ့ဒီမှာထောက်လိုက်မယ်ကျွန်တော်ကဒီမှာ AI agent explain ဆိုတဲ့နေရာလေးကို notebook တွေကိုထည့်မှာဖြစ်တဲ့အတွက်အဲ့ notebook ကိုရွေးလိုက်မယ်ပြီးရင် Chrome Amda website ဆိုဒီ website ကြီးတစ်ခုလုံးကိုထည့်ခြင်းပေါ့နော် website ကြီးတစ်ခုလုံးကိုလေ့လာခြင်းနဲ့ဆိုရင်အဲ့ဒါကိုထည့်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ import current page ကိုပဲကျွန်တော်ရွေးလိုက်မယ်ဒီမှာတော့ import current page ကိုရွေးလိုက်ခဏစောင့်လိုက်ရင် Novo Elan တွေကိုရောက်သွားမှာဖြစ်ပါတယ်ခဏလေးစောင့်လိုက်ရင်တွားကြည့်လိုက် Novo Elan ထဲမှာတရားလေးရောက်သွားမှာဖြစ်ပါတယ်အဲ့ဒီမှာ open notebook ဆိုပြီးတွားကြည့်တယ်လို့လည်းရတယ်တခါလဲကိုတော့မကြည့်သေးဘူးနောက်ထပ် website တွေထပ်ထည့်လိုက်အောင်မယ်ခုနထည့်မရတဲ့ထဲက website တွေဒီမှာနော် IBM website လေးရှိသေးတယ်နော် what are AI agent ဆိုတဲ့ website လေးโอเคဒီမှာလည်းလို့ပဲခုနကအပေါ်မှာရှိတဲ့ဘာမှရှိတဲ့extension လေးကိုနှိပ်ပြီးတော့ import current page ကိုနှိပ်လိုက်sorry stop ကျွန်တော် notebook မရွေးရသေးဘူး notebook မရွေးရသေးဘူးဟုတ်ပြီပြန်သွားလိုက်မယ်ပြန်ဖွင့်မယ် select your notebook မှာမရွေးရသေးတဲ့အတွက်ကြောင့် AI agent explain AI agent explain ဆိုတာကိုရွေးပြီးသွားပြီဆိုရင် import current page ဆိုတာနှိပ်လိုက်ပါနော်ခဏလေးတော့စောင့်ရတယ်ချက်ချင်း import လုပ်ပြီးသားဖြစ်သွားပြီပေါ့နော်ဒါကြည့်မရတဲ့ notebook page တွေကိုရှင်းတဲ့နည်းပေါ့နော်နောက်ထပ်ကျွန်တော်ထပ်ပြီးတော့ခဏ3ခုလာပြီနော်နောက်တစ်ခုထပ်ပြီးထည့်လိုက်အောင်မယ် MID ရဟာလေး AI agent AI explain ဆိုတာလေးကိုဝင်လိုက်မယ်ပြီးရင်ဒီမှာလိုလေးကိုထောက်လိုက်ပြီးရင်ခဏလေးစောင့်လိုက်ဒီမှာ AI agent explain ချိန်နေကြတာလေးကိုပြရတယ်ပေါ့နော်နောက် notebook တစ်ခုပြောင်းပါဆိုပြီးကနေ drop down menu လေးကနေသွားလိုက်ပေါ့နော်ဒီမှာ import current page ကိုနှိပ်လိုက်ပေါ့နော်notebook Elan နဲ့ပတ်သက်ပြီးတော့ခုချိန်ဒီပေါ်လာတဲ့ချိန်လေးဆိုပြီး notebook Elan ကလည်းပုံမှန် tools တွေအသစ်တွေထပ်ပြီးတော့ feature တွေ upgrade လုပ်လာတာတော်ကြီးကိုပိုကောင်းလာတယ်တခြား AI tools တွေလည်းအများကြီးရှိတယ်ဒီနေ့ထွက်တဲ့ AI tools တွေမှာမနေဘူးအဲ့ထဲမှာဒီ research တွေ education တွေဒီ learning တွေအကောင်းဆုံး notebook Elan ကတော့အကောင်းဆုံး AI tool ကိုပြောရမယ်ဆိုရင်တော့ခုချိန်ထိပေါ့နော်အခုကျွန်တော်ပြောနေတဲ့ချိန်ထိကတော့ notebook Elan လို့ပဲပြောရမှာဖြစ်ပါတယ်ဒါပေမဲ့နောက်ပိုင်းတော့ဘယ်လိုဖြစ်မလဲမသိဘူးတစ်တွေကတော့ထပ်တိုးလာတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီကောင်ကတော့တော်တော်ကြီးအထောက်အကူပြုတယ် learning လုပ်တဲ့နေရာမှာနော်အဲ့တော့ notebook Elan ဒီလောက်ဆိုရင်ကျွန်တော်ရသွားပြီဆိုတော့နောက်နည်းတစ်ခုကိုပြမယ်ပေါ့နော်နောက်နည်းတစ်ခုကကြတော့ SO ကိုထပ်နှိပ်မယ် SO ကိုထပ်နှိပ်ပြီးတော့ဒါ drive ပေါ့နော်ကိုယ့်ရဲ့ drive ထဲမှာကိုယ်ကတင်ထားတဲ့ source တွေရှိရဆိုရင်လည်း drive ထဲကဟာကိုထည့်လို့ရတယ်ဒါကိုနှိပ်ပြီးတော့ drive ထဲက file တစ်ခုကို select ပေးလိုက်လို့ရှိရင်ဒီထဲကိုရောက်သွားမှာဖြစ်တယ်ကျွန်တော်ဒီမှာ drive ထဲမှာ AI agent နဲ့ပတ်သက်ပြီးထည့်ထားတာမရှိတဲ့အတွက်ကြောင့်လို့မပြတော့ဘူးပြီးရင်နောက်တစ်ခုက copy text ဆိုတာတော့ဘာမှမဟုတ်ဘူးဒီမှာဆိုရင်ကျွန်တော်ပြမယ် website ကနေပြီးတော့ပဲအကြမ်းမြင်ပြလိုက်ပေါ့နော်ကိုယ်ထဲမှာရှိတဲ့ဟိုဟာတွေကိုပေါ့နော်အဲ့တော့ဒီမှာ AI mode နဲ့ပဲသွားလိုက်မယ်အဲ့ဒီမှာစာသားလေး AI agent အကြောင်းကို AI mode မှာကျွန်တော်ရှာလိုက်တော့ AI agent အကြောင်းအဲ့ဒါကိုကျွန်တော် copy လုပ်လိုက်မယ်ပေါ့နော် copy လုပ်လိုက်မယ် okay right click copy နှိပ်လိုက်မယ်ဒီ copy ယူလာတဲ့စာသားတွေကိုဒီလို direct ထည့်လိုက်ရတယ်နော်ဒီမှာ copy text ဆိုတာနှိပ်လိုက်ဒီနည်းကလည်းတချို့နေရာတွေမှာသုံးဝင်တယ်နော်ဒီမှာ paste နှိပ်လိုက်ပြီး insert ဆိုတာနှိပ်လိုက်လို့ရှိရင်ဒီဘက်ထဲကိုရောက်တော့မှာဖြစ်ပါတယ်ဒီမှာ source တွေနော်ဒါဆိုရင်အကြမ်းမြင်ကျွန်တော်တို့အတွက် notebook တစ်ခုပိုင်ဆိုင်သွားပြီဖြစ်ပါတယ်အဆင့်တင်နေတဲ့ source တွေထည့်ပြီးတော့ပါတယ်ဒီ source တွေကိုစီမံခန့်ခွဲတဲ့နည်းအသေးစိတ်ကတော့နောက်ပိုင်း notebook အကြောင်းတွေသူနဲ့သက်ဆိုင်တဲ့အကြောင်းတွေပြောတဲ့ချိန်ကျရင်ကျွန်တော်ပြပြသွားမှာပါ notebook အကုန်လုံးကိုလည်းမသုံးချင်ရင်လည်းတစ်ခုကြီးဆွဲထုတ်တဲ့သုံးတဲ့နည်းလို့เนาะတခြားအများကြီးတွေရှိပါသေးတယ်เนาะ notebook Elan hack နေတဲ့ tips and tricks တွေကိုလည်းကျွန်တော်ဆက်ပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင် AI agent explain အဲ့တော့ဒီမှာချက်အကြောင်းရောက်သွားပြီချက်အကြောင်းရောက်သွားပြီဆိုရင်ဒီမှာတစ်ခါတည်းပဲသူကမေးရမယ့်မေးခွန်းလေးတွေ
pre-made question လေးတွေเนาะထည့်ပေးထားပါဒါလေးကိုနှိပ်ပြီးတော့လည်းကိုကတခါလေးမေးပြီးလေ့လာလို့လည်းရတယ်ကိုသိချင်တာကိုလည်း type လုပ်ပြီးတော့လည်းလေ့လာလို့လည်းရတယ်ဒီမှာဆိုလုပ်ငန်းခွင်မှာ AI agent တွေအသုံးပြုနေတဲ့နည်းလမ်း10ခုကပါလေဆိုပြီးတော့ဒီမှာတစ်ချက်ကြည့်လိုက်အောင်ခဏလေးစောင့်လိုက်တာနဲ့အဖြေရသွားပြီဒီ source တွေ10ခု15ခုလောက်ကြီးကိုကချိန်တိုတွင်းမှာကိုတိုက်တဲ့အချိန်မှာထားမေးလို့လည်းရတယ်မြန်မြန်လေးလေ့လာလို့လည်းရတယ်နော်ပြီးသွားရင်အချိန်မှာနောက်တဲ့ type တစ်ခုထပ်ပြီးမေးထားလိုက်မယ်နော်ဒါပါတော့ဒီအကြောင်းအရာတစ်ခုလုံးကိုကျွန်တော် summarize နော် summarize this source ဒါအကုန်လုံးကို summarize လုပ်ပြီးတော့နော်အတူချုံးပြီးရှင်းပြပါစို့ကျွန်တော်ပေးလိုက် okay ဒီမှာဆိုခုနအပေါ်ကလေးထွက်လာပြီပေါ့နော်ဒီမှာဆိုရင် AI agent တွေကိုလုပ်ငန်းငယ်မှာအသုံးပြုနေတဲ့နည်းလမ်း10ခုကတော့ဒါတွေပဲဖြစ်ပါတယ်ဆိုပြီးဒီမှာပေါ်လာပြီပေါ့နော်ဟုတ်ပြီဒါလေးလေ့လာလို့ရတယ်အဲ့တော့သူက language မှာကျွန်တော် output setting မှာ English လို့ပေးထားပေးမယ်မြန်မာလိုရိုက်ပြီးလေ့လာလို့လည်းရတယ်မြန်မာလိုပေးထားပေးမယ်လည်း English လို့ရိုက်ပြီးမေးလိုက်လို့ရတယ်ဒါပေမဲ့ဖြေတာကတော့ output setting ကမြန်မာဆိုမြန်မာလိုပဲထွက်လာမှာဖြစ်ပါတယ်အဲ့တော့ chat ဆိုတော့ကိုကြိုက်တယ်လို့သိချင်တိုင်းမေးလို့လည်းရတယ်ဒီ chat ကိုမေးဖို့မေးလို့မှာပို့ပြီးတော့ထိထိရောက်ရောက်မေးလို့ရတဲ့နည်းတွေရှိတယ်ဒါတွေတော့နောက်ပိုင်းမှာ video တစ်ပုဒ်စီကျွန်တော်လုပ်ပြသွားမှာဖြစ်ပါတယ်အခုတော့ကျွန်တော်ဆက်ပြီးတော့တတိယ feature ဖြစ်တဲ့ studio တွေကိုတွားလိုက်ပါမယ် studio ထဲမှာ audio overview ဆိုတာရှိပါတယ်audio overview ဆိုတာလေးကိုနှိပ်လိုက်ဒီဘက်က edit ပုံနော်ခဲတံပုံစံလေးကိုနှိပ်လိုက်ပြီးဒီမှာ audio overview format တွေထွက်လာပြီဒီမှာအမျိုးအစားတွေပါတယ်ရှိတယ်ဆိုရင် deep dive ရှိတယ် brief ရှိတယ်critic ရှိတယ် debate ရှိတယ်နော် deep dive ဆိုတာတော့အကြောင်းအရာတစ်ခုကိုအသေးစိတ်လေ့လာခြင်းနဲ့ဆိုရင် deep dive option ကိုရွေးလိုက်ပါအချိန်မရှိဘူးမြန်မြန်ပဲသိကျင်နေဆိုရင်တော့ brief ကိုရွေးလိုက်ပါဒါကတော့ကျတော့ expert overview ကိုလိုချင်နေဆိုရင်တော့ critic ကိုရွေးလိုက်ပါ debate ဆိုတာကတော့နော်ဒီအကြောင်းအရာတစ်ခုကိုနော် debate လုပ်ပြီးတော့နားထောင်ခြင်းနဲ့ဆိုရင် debate ကိုရွေးလိုက်ပါဒီမှာထပ်ပြီးတော့choose language ကတော့ဒီ audio overview တို့ video overview တို့ဒီလို studio တွေက feature တွေမှာဆိုရင်တချို့နေရာတွေမှာ choose language option ပြန်ပါတယ်အဲ့မှာပြန်ပြီးတော့ပြောင်းပေးရမယ်ကိုကတော့မြန်မာပဲဆက်တော့မှာဖြစ်တဲ့ကြောင့်မြန်မာလို့ပဲရေးလိုက်မယ်အကြောင်းအရာတွေကိုကျွန်တော်မြန်မာလို့ပေးလိုက်ပေးမယ်လေသူက deep dive လုပ်တဲ့နေရာမှာဆိုရင် technical term တွေကိုတော့သူက English လို့ရှင်းပြပြီးတော့ထည့်ပြီးညှက်ပြီးတော့ကျွန်တော်တို့ပုံမှန်ကျွန်တော်တို့စာသင်တယ်လို့ပေါ့နော်နော်မြန်မာနဲ့အင်္ဂလိပ်နဲ့ရောပြီးတော့စာသင်တဲ့ပုံစံမျိုးနဲ့ရှင်းပြပြီးတယ် AI presenter host တယောက်ကနေရှင်းပြပြီးတယ်အဲ့တော့ lens ကလည်းအတူဆိုရင်တော့ short ကိုရွေး default ဆိုရင်တော့ဒါ15မိနစ်နဲ့အထက်လောက်15မိနစ်20အတွင်းလောက်လာတယ်ပေါ့နော်အဲဒီမှာ custom prompt ဆိုတာရိုက်ရတယ် custom prompt ဆိုတာရိုက်တဲ့ချိန်ကြလို့ရှိရင်နော်မရိုက်ဘဲနဲ့ထည့်လိုက်လို့ရှိရင်လည်းအကျဉ်းမြင့်တော့သူက AI agent အကြောင်းလေးရှင်းပြပါပဲကျွန်တော်ကဒီမှာအကုန်လုံးကိုမသိချင်ဘူး AI agent အကြောင်းကိုနော် AI agent နော် what is AI agent ပေါ့နော် AI agent ဆိုတာပါလဲ how to use in research မှာ AI agent ကိုဘယ်လိုသုံးလဲဆိုတာကိုပဲလေ့လာခြင်းနဲ့ဒါကို deep dive ရှင်းပြခိုင်းမယ်ဆိုရင် channel ကိုနှိပ်လိုက် language ကမြန်မာ channel ကိုနှိပ်လိုက်လို့ရှိရင်ခဏလေးတော့စောင့်ရမယ်သူကတော့အချိန်4-5မိနစ်လောက်တော့စောင့်ရတယ်တခြားလုပ်တွေတောက်လို့ရတယ်ပြီးမှပြန်လာပြီးတော့ဒီမှာနားထောင်လို့ရတယ် download လုပ်ပြီးတော့လည်းနားထောင်လို့ရတယ်အဲ့တော့ဒီမှာတော့ဒီ audio overview ချိန်ကိုကျွန်တော်စောင့်ပြီးတော့ထည့်ပြီးမပြတော့ဘူးအဲဒီ audio overview အတန်လေးကိုတော့ကျွန်တော် video edit လုပ်တဲ့အချိန်ကျရင်တော့ထည့်ပြီးတော့နော်ဒီလိုမျိုးအတန်လေးရတယ်ဆိုတာလေးကိုကျွန်တော်ထည့်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ audio overview ပြီးသွားလို့ရှိရင် slide deck ဆိုတာရှိတယ် slide deck ဆိုတာ PowerPoint လုပ်တဲ့ဟာပေါ့နော်နော် PowerPoint လုပ်မယ်ဆိုရင်လည်းဒီမှာထောက်လိုက်ပြီးကျွန်တော်တို့ PowerPoint လုပ်လို့ရတယ်ဒီမှာ detail text ရှိတယ် presenter slide ရှိတယ် detail text ဆိုတာကျွန်တော်တို့နော်အခြေစလုံးတွေအကုန်လုံးတော်တော်များပါတယ်ကိုကသူပြန်ဖတ်လို့ပဲဖြစ်ဖြစ် email ပို့တဲ့နေရာမှာဖြစ်ဖြစ် presentation လုပ်တဲ့နေရာမှာသူများကိုနားလည်အောင်ဖတ်ဖို့လို့တက်ဆင်ပြေတယ် presenter slide ကတော့အကုန်လုံးသိတဲ့အတိုင်းပဲ keywords တွေနော်ဒီ main point တွေပဲထည့်ပြီးသွားရင်စာနည်းနည်းနဲ့ visual များများနဲ့ presentation မှာကြည့်ကောင်းလုပ်ပေးတဲ့ဟာပေါ့နော်အဲ့မှာဒီမှာလည်းဒီမှာထပ်ပြီးတော့ custom prompt ဆိုတာလေးကိုရိုက်ထည့်လို့ရတယ်အဲ့တော့ prompt ဆိုတာတော့ဘာလဲဆိုတော့ AI ကိုခိုင်းတဲ့နေရာမှာထိထိရောက်ရောက်ခိုင်းတဲ့စာတူလေးတွေပေါ့နော်အဲ့တော့ prompt ရေးတိုင်းရေးတဲ့သူမျိုးကောင်းတဲ့ result တွေထွက်မှာဖြစ်တယ်အဲ့တော့နောက်ထပ် video တွေမှာတော့ကျွန်တော်ဒီ slide တဲ့လုပ်ပုံလုပ်နည်း prompt ကောင်းကောင်းနဲ့ S တိုင်းအမျိုးမျိုးနဲ့ဘယ်လိုမျိုးလုပ်တဲ့နည်းလေးတွေရှိတယ်ဆိုတော့ကျွန်တော်ထပ်ပြီးတော့ပြောပြသွားပါမယ်ဒီ video မှာတော့ရှင်းတော့မှဆိုလို့မပြောပြတော့ဘူးအဲ့တော့ဒီမှာအကျဉ်းမြင့်ပဲဒီမှာဆိုရင်အကျဉ်းမြင့်ကျွန်တော် slide တဲ့ကိုဖန်တီးခဲ့မယ် AI agent for education နော်ဒီမှာ presenter slide နဲ့မြန်မာနဲ့ဒီမှာ generate ဆိုပြီးနှိပ်ခဲ့လိုက်မယ်ဒါလုံးဝ very rough ပေါ့နော်အကျဉ်းမြင့်တော်တော်ကြီးကိုကျန်းတယ်ဒါအကျဉ်းလေးပဲဒီထက်ပိုပြီး polish ပြီးလုံးနိုင်တယ်လို့မျိုး PowerPoint တွေလည်းကောင်းကောင်းကိုရမှာဖြစ်တယ် PowerPoint ဆိုတာလည်းကျွန်တော်တို့ဒီကျောင်းသားတွေအဓိကအဖြစ်တော့ professional အသီးသီးမှာ present လုပ်ရမယ့်လူတွေသင်ကြားရေးမှာသုံးနေတဲ့ဆရာကြီးနော်ဒီဆရာဝန်တွေပါဝင် professional တည်တည်တော့ကတော့ PowerPoint တွေလုပ်နေရတာကိုအချိန်ကုန်ပါတယ်အဲ့တော့ PowerPoint ကိုခိုင်ခိုင်မာမာနဲ့အကောင်းဆုံး visual ကောင်းကောင်းနဲ့အမြန်ဆုံးလုပ်လို့ရတဲ့နည်းရှိတယ်ဆိုရင်တခြားဒီတဲ့အရေးကြီးတဲ့လုပ်တွေကိုကျွန်တော်တို့အများကြီးသွားလုပ်လို့ရတယ်ဒီကောင်ကိုအချိန် short ချပလိုက်လို့ရတယ်ပေါ့နော်အဲ့တော့ video overview ဆိုတာရှိတယ် video overview ဆိုတာလည်းအဲ့လိုပဲထောက်လိုက်ရင်ကျွန်တော်တို့ဒီမှာ video overview မှာဆိုရင်ကျွန်တော်တို့
style မျိုးနဲ့လုပ်လို့လည်းရတယ်လုံးဝ cinematic style ရှိတယ် explainer ရှိတယ် brief ရှိတယ်အဲ့တော့ cinematic style ကို video တစ်ပုဒ်ကိုကြည့်သွားလို့ရတယ်အဲ့တော့ video overview ကိုလည်းကျွန်တော်ဒီမှာ Agentic AI အကြောင်းကို video overview ကို cinematic နဲ့ကျွန်တော်လုပ်ခိုင်းခဲ့လိုက်မယ် generate နော်အဲ့တော့နောက်တစ်ခုဒီကောင်ကတော့ mind map ဆိုတာတော့ကျွန်တော်တို့အလုံးသိတဲ့အတိုင်းပဲ arrow diagram လေးတွေနဲ့စာအုပ်လေးလာတဲ့အချိန်မှာတော်တော်ကိုအသုံးဝင်တယ်ပြီးရင် report ဆိုတာနေ့တိုင်းသူထဲမှာ feature လေးအများကြီးပါသေးတယ်ကိုကသူ create your own custom prompt နေပေးပြီးတော့ဘယ်လို report ထုတ်ခိုင်းမလဲဆိုတာလုပ်လို့ရတယ် briefing tool ဆိုတာတော့ခုန summarize လုပ်ခိုင်းသလိုပါပဲဒီဘက်က source တွေကိုbriefing tool နဲ့လုပ်လိုက်ရင်အချိန်လိုထဲမှာ document တစ်ခုကြာလာမယ်ပြီးရင် study guide မှာဆိုရင်တော့သူကတော့ quiz တွေနဲ့သူကထည့်ပြီးတော့လေ့လာလို့ရတယ် keyword တွေ quiz တွေကိုလေ့လာလို့ရတယ် blog post တွေရေးခိုင်းလို့ရတယ်ပေါ့နော်ဒီမှာ briefing tool ဆိုတာကိုနှိပ်လိုက်လို့ရှိရင်ကိုထပ်ပြီးတော့ရေးခိုင်းလို့ရတယ်ဒီမှာ prompt တွေပေးလို့လည်းရတယ်နော်ဒါနဲ့ပတ်သက်ပြီးတော့နောက်ပိုင်းကျွန်တော်ထပ်ပြီးတော့ video တွေလုပ်သွားမယ်နော်ဒီကြည့်နေတဲ့မိတ်ဆွေတွေနဲ့လည်းစမ်းသုံးကြည့်ပြီးတော့ဘယ်လို feature လေးရှိတယ်အဆင်ပြေဆိုတာလေးရှိတယ်ဆိုရင် comment မှာမျှဝေပေးကြလို့ရပါတယ် fresh class ဆိုတာတော့စာတွေကိုလမ်းလုပ်တဲ့နေရာမှာကတ်လေးတွေနဲ့ web ဒီပဲလှန်ပြီးတော့လေ့လာလို့ရတယ်တော်တော်ကြီးကို memorize ဖြစ်ပြီးတော့ကောင်းတဲ့ပါပေါ့နော် fresh class မှာဆိုရင်လည်း standard ရှိတယ်ဒီမှာ easy medium hard ရှိတယ်ကျွန်တော် medium နဲ့ပဲပေးလိုက်မယ်ဒီမှာဆိုရင် users တော့တရားရတော့တကယ်ကိုချိန်တိုတွင်းမှာတော့စာလေးလာတဲ့လူတွေတော့ဒီ feature တွေကတော့ပို့ပြီးအသုံးဝင်တယ်ဒီမှာလည်း generate ဆိုတာနှိပ်လိုက် user ဆို AI agent ကို practically နဲ့လေးလာပေါ့နော် quiz ပေါ့နော် quiz မှာဆိုရင်လည်းဒီမှာ easy ရ medium hard ရရှိတယ် medium medium နဲ့လေးလာလိုက်မယ် number of question က standard နဲ့ပဲထားလိုက်မယ်နည်းနည်းလားတိထက်ပို့ပြီးတော့ဗားလေးရှိသုံးလို့ရမလဲပေါ့နော်များလားပေါ့နော်ဒီမှာ standard နဲ့ပဲသွားမယ်နော်ဒီမှာဆိုရင်ဒီမှာ generate နှိပ်လိုက်မယ် okay ဒီမှာစောင့်နေတော့မှာပဲဒီမှာmind map ကတော့ထွက်လာပြီနော် mind map လေးကိုနှိပ်လိုက် okay mind map လေးနဲ့လေးလာပဲဒီမှာ agentic AI အကြောင်းဒီမှာအခြေခံ user ပါလဲဒါလေးထောက်လိုက်အခြေခံ user ဒီများလေးကိုနှိပ်လိုက်ရင် agentic AI အခြေခံ user ကိုယ်ပိုင်ဆုံးဖြတ်နိုင်စံ autonomy reasoning planning memory to use ဆိုပြီးတော့ရှိတယ်အဲ့တော့ကျွန်တော်တို့သုံးနေတဲ့ဒီ ChatGPT တွေ Gemini တွေဆိုတာတကယ်တော့နယ်တို့ AI နဲ့မှာအနေဆုံးပဲ AI chatbot အဆင့်ပဲရှိကိုမေးကိုဖြေပဲရှိတယ် AI agent ကကြတော့เนาะကိုမေးတာကိုသူပြန်ဖြေတာပဲရှိတယ်ပေါ့နော် AI agent ကကြတော့ဗာလဲဆိုတော့သူတို့မှာကိုယ်ပိုင် decision ချနိုင်တယ်ကိုယ်ပိုင် decision ချပြီးတော့ကိုယ့်ရဲ့အလုပ်တွေကိုကိုယ်စားတော့မင်း decision ပေးထားပေးခိုင်းပြီးတော့စဉ်းစားသုံးသပ်ပြီးတော့ decision ပေးခိုင်းလို့ရတဲ့ကြောင့်မလို့နောက်ပိုင်းကျရင်တော့ agent တွေတော်တော်များများသုံးလာကြမှာဖြစ်ပါတယ်အဲ့တော့ AI agent ကိုသုံးခြင်းအပြင်အချိန်တွေကုန်သက်တာပဲเนาะဒါပေမဲ့ AI မှာတော့သုံးရင်တော့သူမှာကောင်းကျိုးဆိုးကျိုးတွေရှိတယ်အသစ်တွေရှိတယ်သုံးရမယ်ဒီ precaution တွေရှိတယ်เนาะဒါတွေလည်းနောက်ပိုင်းကျွန်တော်ဗီဒီယိုထဲမှာထည့်ပြီးတော့တည်တံ့ဗီဒီယိုလေးဖြစ်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကတော့ mind map ပေါ့နော် mind map ကိုပြန်ပြီးတော့မလေ့လာတော့ page နဲ့ဆိုတော့ဒါလေးကိုနှိပ်လိုက်ရင်ရပြီ download လုပ်ပြီးတော့လည်းကိုကွန်ပျူတာထဲမှာဆက်ပြီးတော့လေ့လာလို့လည်းရတယ်ဒီမှာဒါလေးကိုပိတ်လိုက်မယ်ပေါ့နော်အဲ့တော့ mind map ကိုလည်းဒီထက်ပိုပြီးတော့ visual တွေကောင်းအောင်လုပ်လို့ရတဲ့နည်းတွေရှိပါတယ်နော်တခြားဟာတွေနဲ့တွဲဖက်ပြီးတော့နော်နောက်ကြကျွန်တော်ပြောပြပေးသွားပါမယ်အဲ့တော့ဒီ studio page နဲ့ဆိုဒီ arrow လေးနှစ်ခုဆိုင်နေရာလေးကိုပြန်နှိပ်လိုက်ရင် studio ရောက်သွားအဲ့ဒီမှာဆိုရင်နော် quiz ရပြီ AI agent တခုကြီးအဓိကဝိသေသလက္ခဏာမှာအပယ်နည်းမျိုး expand လုပ်ရင် view expand လုပ်ရင်ဒါလေးကိုနှိပ်လိုက် AI agent တခုကြီးအဓိကဝိသေသလက္ခဏာမှာအချက်လက်များသိသိနိုင်ခြင်းလူသား၏ညွှန်ကြားချက်ကိုမြဲဆောင်ဆန်းခြင်းကျူရင်တတ်မှတ်သောစီမင်းစည်းကမ်းများကိုတိကျစွာလိုက်နာခြင်းဒီမှန်ချက်တခုအောင်မြင်ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်လွတ်လပ်စွာလုပ်ဆောင်နိုင်ရန်နံပါတ် D ပါမှန်တယ်ဆိုရင်သူကတခါတည်းဒီမှာမှန်တယ်ကြောင်းနဲ့ feedback explanation လေးပေးပါတယ်ဒါမှမဟုတ်ကိုယ်သိနားမလည်သေးဘူးဆိုဒီ explain ဆိုတာလေးကိုနှိပ်လိုက်ရင်ထပ်ပြီးတော့သူကဒီ chat ထဲမှာသွားပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒီတော့ကြောင့်မလို့တော့တော်တော်လေးလာတာအဆင်ပြေပါတယ်โอเคအဲ့လောက်ဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုလေးကိုဗီဒီယိုလေးရှင်းသွားပြီဖြစ်တဲ့ကြောင့်မလို့ရက်လိုက်ပါမယ်အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကျွန်တော်အချောင်းအရာတွေကိုချိန်တိုတွင်းမှာ professional ကြလေ့လာဖို့လို့အတွက်နေရာမှာအသုံးဝင်မယ်လို့အကျိုးရှိမယ်လို့ယုံကြည်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျရဆိုရင် like လုပ်ခဲ့ပေးပြီးတော့ခုလိုမျိုးအကျိုးရှိတဲ့ဗီဒီယိုတွေကိုနောက်ထပ်ဗီဒီယိုတွေမှာပုံမှန်တင်ပေးသွားမှာမို့လို့ channel လေးကို subscribe လုပ်ခဲ့တာပေးပါဦးအားလုံးပဲဆုံးထိအောင်ကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ